အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အနေနဲ့ရှင်လုကာအခန်းကြီး73အပိုင်းငယ်23ကနေ24ခုအနေငယ်ဝင်ငှလိုပါတယ်ဒီထဲမှာပါတယ်လဲဆိုလို့ရှိရင်လူတစ်ယောက်ကယေရှုခရစ်တော်ကိုမေးခွန်းမေးထားတဲ့အရာအဲ့ဒီမေးခွန်းကိုယေရှုခရစ်တော်ကိုယ်တိုင်ကပြန်လည်ဖြေချပေးတဲ့အရာကိုပါဝင်ပါတယ်လူတစ်ယောက်ကယေရှုခရစ်တော်ကိုမေးပါတယ်သခင်ကေတင်ချင်းရတဲ့သူတွေကနေသလားများသလားဆိုမှမေးထားတဲ့မေးခွန်းဖြစ်ပါတယ်အဲ့ဒီမေးခွန်းကိုယေရှုခရစ်တော်ကိုယ်တိုင်ကပဲပြန်လည်ဖြေချပေးပါတယ်ကျင်းတဲ့တကပောက်ကိုဝင်ဖို့ကျူးစာအထောက်ကြပါလူအများကအဲ့ဒီတကပောက်ကိုဝင်ဖို့ကျူးစာအထောက်ကြတော့လဲမလုံနိုင်ကြဘူးဆိုမှယေရှုခရစ်တော်ကပြန်လည်ဖြေချပေးပါတယ်အဲ့ဒီလူတယောက်အနေနဲ့ယေရှုကိုဒီမေခွန်းဘာလို့မေးတယ်လဲဆိုလို့ရှိရင်လူဝိညာဉ်ရဲ့ခရီးသွားလာမှုကဒီဘုရားသခင်တပါးပဲတည်တယ်ဆိုတဲ့အကြောင်းမို့ယေရှုကိုမေးရခြင်းဖြစ်ပါတယ်ဘေဘုံမှာဘေဝိညာဉ်ရောက်နေတယ်ဘေဝိညာဉ်ကတော့ဘေဘုံကိုကူးနေတယ်ဆိုတဲ့ဟာကယေရှုခရစ်တော်တပါးတည်းတည်ပါတယ်ဒါကြောင့်မို့ယေရှုခရစ်တော်ကိုမေးရခြင်းဖြစ်ပါတယ်ဆိုတော့အဲ့မှာယေရှုခရစ်တော်ကပြောတယ်လေဆိုလို့ရှိရင်ကျင်းတဲ့တကပောက်ကိုဝင်ဖို့ကျူးစာအထောက်ကြပါဆိုမှပြောထားတယ်တွေ့ရပါတယ်ကျွန်တော်တို့လူသားတွေအတွက်ဘာကြောင့်မို့ကျင်းတဲ့တကပောက်ဖြစ်တယ်လဲဆိုလို့ရှိရင်ယေရှုခရစ်တော်လုပ်ပေးတဲ့အရာယေရှုခရစ်တော်ချစ်ချင်းမေတ္တာကိုနားမလည်လို့ဖြစ်ပါတယ်ကျမ်းစာမှာလည်းယေရှုခရစ်တော်ကလူတယောက်ကိုမျက်လုံးနဲ့ကြည့်တာနဲ့ပြစ်မှားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါမရှောင်နိုင်ဘူးမလုံနိုင်ဘူးဒါကြောင့်ယေရှုခရစ်တော်ပြောတဲ့အရာလည်းတော်လေးခက်တာပဲယေရှုခရစ်တော်ကျွန်တော်တို့ကိုကျင့်ခိုင်းတာပဲဆိုမှကျွန်တော်တို့ယုံကြည်မှုတွေမာပြီးမှအဲ့လိုမျိုးတွေဖြစ်သွားကြတဲ့လူတွေအများကြီးပါပဲဒါကြောင့်မို့ဒီလိုမျိုးနားမလည်ဘဲနဲ့စဝေဆိုတာဖြစ်သွားတဲ့ဟာကဒီအဲ့ဒီတကပောက်ကိုဝင်ဖို့ခက်ခဲတဲ့အရာတွေတော့ဖြစ်စေတယ်ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်တနည်းပြည့်တစ်ဖက်လှည့်ပြီးမှယေရှုခရစ်တော်ကပြောတာကျွန်တော်တို့ကိုသူရဲ့ချစ်ချင်းမေတ္တာကိုပူပြီးမှနားလည်စေခြင်းတယ်ကျမ်းစာထဲမှာယေရှုခရစ်တော်ပြောတဲ့အတိုင်းကျွန်တော်တို့ကျင့်မယ်ဆိုလို့ရှိရင်ဒီလောကမှာလူတယောက်မှမကျင့်နိုင်ပါဘူးမင်းရဲ့လက်ကမင်းကိုမာယွန်းစေလို့ရှိရင်လည်းမင်းရဲ့လက်ကိုဖြတ်ပလိုက်တဲ့မင်းရဲ့မျက်လုံးကမင်းကိုမာယွန်းစေတယ်ဆိုလို့ရှိရင်လည်းမင်းရဲ့မျက်လုံးကိုထုတ်ပလိုက်ဆိုတော့ဒီအရာအဖြစ်မာယွန်းကြတဲ့အရာကအများကြီးပါပဲဘယ်သူမှမလွန်ဆန်နိုင်တဲ့အရာတွေဖြစ်ပါတယ်ဆိုတော့မလွန်ဆန်နိုင်တဲ့အရာကိုယေရှုကဘာကြောင့်ပြောနေရတယ်လဲဆိုလို့ရှိရင်သူရဲ့ချစ်ချင်းမေတ္တာကိုဂန်ဂနာနာတည်တည်ချာချာနားလည်စေခြင်းလို့ဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့ချစ်ချင်းမေတ္တာကိုတည်တည်ချာချာနားမလည်တဲ့ကြောင့်မို့ယေရှုကကျွန်တော်တို့ကိုတိုက်ရိုက်လုပ်ခိုင်းတယ်ယေရှုပြောတဲ့ဟာမလုပ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကငရေကြမယ်လို့ယုံကြည်ခံယူပြီးတော့မှယေရှုရဲ့ကယ်တင်ခြင်းကိုနားမလည်တော့ဘဲနဲ့ယုံကြည်မှုပေါ့ဆဆဖြစ်သွားတဲ့ຢာတွေအများကြီးတွေ့ရပါတယ်ဆိုတော့ဒါဘာလဲဆိုလို့ရှိရင်ကျင်းတဲ့တကပောက်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတကားဝကိုမတူးနိုင်တဲ့ယုံကြည်သူတွေဖြစ်ရပါတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အများသောသူတွေကလည်းအဲ့ဒီတကပောက်ကိုဝင်ဖို့ကြိုးစားအားထုတ်တော်များလည်းပဲမလုံနိုင်ကြဘူးဆိုမှပြောထားတဲ့ຢာတွေ့ရပါတယ်ဆိုတော့ဒီအကြောင်းအရာကျတော့ဘာလဲဆိုလို့ရှိရင်လူတွေရဲ့မာနတွေပေါ့ပြောထားတဲ့အရာတွေ့ရပါတယ်ကျမ်းစာထဲမှာဒီလူတွေ့ရပါတယ်မာနထောင်လို့တဲ့သူကိုသာရဘုရားကစီးသားတယ်ကျွန်တော်တို့မှာဘွဲတွေဂုံတိက္ခာတွေရှိလို့ရှိရင်မိမိရဲ့ဘွဲတွေယာသူတွေရှိလို့ရှိရင်အဲ့ဒီအပေါ်မှာမကြာခဏဆိုတော့အာကူလေးရှိကြပါတယ်ကျွန်တော်ပါဇက်ကနေတာကျွန်တော်တို့နေချာနေတာပဲဖတ်တင်ကနှစ်သက်တယ်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ကျွန်တော်တို့ကပါဇက်ကနေတာသူများကိုပြောပေမဲ့ခုမှရှိတဲ့ငွေချေးတွေဘွဲတွေယာသူတွေအဲ့ဒီပုံမှာမကြာခဏဆိုတော့ကျွန်တော်တို့စိတ်နှလုံးသားကတော့မှအာကူပြီးမောက်ပါတယ်ဆိုတဲ့အရာကိုယေရှုခရစ်တော်ကိုယ်တိုင်မြင်လို့တရားကိုပြောနေခြင်းဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးမိမိကိုယ်ကိုအာကိုခြင်းမိမိရဲ့စီစဉ်ဥစ္စာပေါ်မှာအမြင်ပြုခြင်းကဘုရားသခင်ရဲ့နိုင်ငံတော်ကိုဝင်ဖို့အဟန့်တားတော့ဖြစ်စေတယ်။ဒါကြောင့်မို့ပတ်စံရှိတဲ့လူတွေကကောင်းကင်နိုင်ငံဝင်ဖို့ခက်တယ်ဆိုရယေရှုခရစ်တော်ပြောထားတဲ့အရာကအလကားမဟုတ်ပါဘူး။ဒီအကြောင်းရင်းကြောင့်ဖြစ်ပါတယ်။အဲ့ဒီအရာပေါ်မှာမကြာခဏဆိုသလိုအာကိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့ယုံကြည်သူမှာဘုရားသခင်ဖြစ်စေခြင်းတဲ့အရာကဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကိုလုံးလုံးနားလည်စေခြင်းနဲ့ယေရှုခရစ်တော်ကိုကျွန်တော်တို့ကလုံးလုံးအားကိုးစေခြင်းနဲ့နော်ဘုရားသခင်ကဆိုတော့ဘုရားသခင်ဖြစ်စေခြင်းကလုံးလုံးအားကိုးစေခြင်းနဲ့လုံးလုံးသူ့ရဲ့ချစ်ချင်းမေတ္တာကိုနားလည်စေခြင်းနဲ့အဲ့ဒီအရာကိုကျွန်တော်တို့နားမလည်တဲ့အခါမှာနှုတ်ကပတ်တော်ဖတ်တဲ့ခင်မှာလည်းအခုလိုရှုပ်ထွေးလာပါတယ်ယေရှုခရစ်တော်ကပညာတိကိုသူကပေးတယ်တဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီပညာတိကိုကျွန်တော်တို့ကမလုံနိုင်ဘူးမလုံနိုင်ကျွန်တော်တို့ကငရေချမှာပဲယေရှုကေတာလေကေတာပဲယေရှုခရစ်တော်ပြောတဲ့ဟာလေကျင့်ရမှာပဲဆိုမှကျွန်တော်တို့ကဘေးရာကူမှကောင်းကောင်းမွန်နားမလည်တော့ဘဲနဲ့ယုံအကျင့်တရားကိုပြန်မရောက်တော့တာပေါ့နော်အကျင့်တရားပြန်ကျင့်ရမှာကျင့်မှပဲရောက်တယ်လို့ဖြစ်သွားပါတယ်ဩဝါဒစာထဲမှာပြောတယ်လေဆိုလို့ရှိရင်မိမိရဲ့ကောင်းမှုကုသိုလ်အဖြစ်တဲ့ဘယ်သူမှကယ်တင်ခြင်းမရဘူးတဲ့ဘုရားသခင်ကတနာတဲ့ကြောင့်မို့ငါတို့ကကယ်တင်ခြင်းရတယ်လို့ပြောထားတဲ့အရာတွေ့ရပါတယ်ဆိုရှင်ပိုးလူကဒီအကြောင်းအရာကိုဘာလို့ပြောနေရတယ်လဲဆိုလို့ရှိရင်
ယေရှုခရစ်တော်အဖြစ်သာနဲ့အဲ့ဒီကျင်းတဲ့တကားဝကိုဝင်နိုင်မယ်နော်ရှင်ဘောလူကလည်းတရားကိုသစင်ပြန်လေပြောကြားခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကယေရှုခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကိုနားလည်ပြီးတော့မှနော်သူ့ကိုကျွမ်းမဲ့ကူးစားနိုင်မယ်ဆိုလို့ရှိရင်ယေရှုခရစ်တော်ကပြောတဲ့ပညာတစ်ဆိုတဲ့ဟာကအလိုလိုကျင့်ပြီးသားဖြစ်သွားပါတယ်ဒါကြောင့်မို့အဲ့ဒီအရာကိုကျင့်ပြီးသားဖြစ်တဲ့ကြောင့်မို့ယေရှုခရစ်တော်ရဲ့ကေတင်ချင်းတရားတကပောက်ကိုလည်းကျွန်တော်တို့ကအလိုလိုဝန်နိုင်ပြီးသားဖြစ်သွားပါတယ်ယေရှုခရစ်တော်ပြောတဲ့ဒီပညာတစ်တွေကိုတကယ်တမ်းကျင့်ခိုင်းနေဆိုမှကျူးစားရင်းနဲ့ပဲကျွန်တော်တို့ကအပြစ်တင်ပူပူမှများပြီးလုပ်တတ်လည်းရှိကြပါတယ်ဒါကြောင့်တကယ်တမ်းကတော့ယေရှုခရစ်တော်အဲ့ဒီတရားကိုကျင့်ခိုင်းတာမဟုတ်ဘဲနဲ့အဲ့ဒီတရားခက်ခဲတဲ့အရာတွေကိုတွေ့ပြီးမှယေရှုခရစ်တော်ကိုငါမလုပ်နိုင်ဘူးဆိုမှအကျွမ်းမဲ့ယုံကြည်ကူးစားစေခြင်းလို့ဖြစ်ပါတယ်ဒီအကြောင်းအရာကိုနားလည်မယ်လို့လည်းမျှော်လင့်ပါတယ်